ဒါလေးကကြပါတော့ဒါလေးကကြတော့ပေါ့နော် AQ တက်ကုစုစိတ်ဆောက်ခံရကြီးစုရှာရဲ့အခန်း2ရဲ့ဒုတိယပိုင်းပေါ့နော်အခန်း2ကတက်ကုစုခါကိုရဲ့ဒုတိယပိုင်းပေါ့ဒီမှာဆိုလို့ရှိရင်ねခိုင်းစားခိခါကိုမန်းတော့လေစေးတို့ဟာဆိုလို့ရှိရင်ねဂင်းကန်ခေောဆာဟာဆိုလို့ရှိရင်ねနော်ချီဖူခါဆာဝါ1 mm ဤခါတို့ဆိုလို့ပြောထားတာနော်သူကအဲ့ဒါကိုနော်ချီဖူခါဆာဝါ2 mm ဤခါလို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ hassle ပေါ့နော်စာပေရှိမယ်ပေါ့နော်ဒီဟာလေးကကျတော့စာပေ hassle စာပေနေရောလို့လေမဆဆူမဲရှော်ရီနော်ဟန်ရဆိုလို့ရှိရင်လည်းမဆဆူဆက်စုကောပေါ့နော်မဆဆူဆက်စုကောမန်ဇမ်မန်နေဟိုလိုကိုဆိုလို့ပြောတာအဲ့ဒါကိုဇာကနဲ့ကိန်းတော့တဲ့လေးပိုင်တော့ဟိုက်တော့ဆိုလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့မဆဆူမဲရှော်ရီပေါ့နော်မဆဆူမဲရှော်ရီမှာဆိုလို့ရှိရင်လည်းဖီလာပရိတ်တုံရောမန်တုံပေါ့နော်တော့ဟိစီကိုလို့ပြောတာအဲ့ဒါကိုဆက်စုကောဘူးနော်တဲ့ဟာရစုခိနေဆိုနီယိုဆိုလို့ဖီလာပရိတ်တုံကသူကဖူယောလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ယောယူအိုင်မက်ကီကိုရိုကိုဘောလူတိုဆဲစုကောနော်တဲ့မဆဆူမဲရှော်ရီမှာဆိုလို့ရှိရင်လည်းဘူရာဆုတိုရှော်ရီဘူရာဆုတိုရှော်ရီနောက်ကကျတော့ရင်းဆန်အန်ရှော်ရီဤကိုင်တော့တဲ့တခုပဲဆုနာရှော်ရီကိုဟိုလိုကိုဆိုပေါ့နော်အဲ့ဒီအချိန်ဒီမှာဆိုလို့ရှိရင်သူကစဝဲရီခေဆူရှိခံဟိုတဲ့ဂျက်ရှိစုလို့ပြောတာအဲ့ဒါကိုသူကစဝဲရီထိုင်းတော့ကိုရှိခံကိုဂျက်ရှိစုလို့ပြောတာဆိုရှင်မှားတယ်နော်ဒီအဝါရောင်နေရလေစဝဲရီခေဆူရှိခံကိုသူကဂျက်ရှိလောက်တာနော်နောက်ကကျတော့အီတာဆိုတော့9 mm ကိုတဲ့ခွဲလို့ဘူးဆိုင်မှာဆိုလို့ရှိရင်ねခမိထားတဲ့ရောဆက်စုတော့ဆိုင်းရှော့ရောဆက်စုနာဂါစာဆိုရှင်40 mm လို့ပြောတာသူကအဲ့ဒါကို30 mm လို့ပြောတာဆိုလို့ရှင်မှားတယ်နောက်ကကျတော့ယုံရခုနျူတန်ပါမီလီမီတာစကွဲကျူရှိမယ်ပေါ့နော်အဲ့ဒီမှာအီတာဆုကနီဂျူ9 mm အီကျော်တော့ခိုးစားအဲ့ဒီနီဂျူအီတာဆုကလည်းနီဂျူ9 mm နီဂျူ9 mm အီကျော်တော့ခိုးဆိုင်ဖြစ်တယ်နောက်ကကျတော့ဟီဖူကူအခုရောဆက်စုကိုလည်းသုံးနေဆိုလို့ရှိရင်သူကတေးဆွီဆိုခိန်းတော့ရောဆက်စုကိုရှီယိုလို့ပြောတာနော်သူကဒီတေးဆွီဆိုခိန်းတော့ရောဆက်စုကိုသုံးတာတော့သူကမာတာဝါနောက်ထပ်တဲ့အေလိုမီနိုက်တိုခိန်းတော့ရောဆက်စုကိုဟိုရှီယိုလို့ပြောတာဆိုရှင်မှားတယ်နော်သူကဒီတေးဆွီဆိုခိန်းတော့ရောဆက်စုကိုပဲရောဆက်စုကိုပဲသူကသုံးတာနောက်ကကျတော့ကွန်ပျူတာတဲ့ရောဆက်စုဟာဆိုလို့ရှိရင်ねဘူးဆိုင်တော့ခါတော့ထမ်းဘူးနာတော့ပေါ့နော်ခေောတို့ကျော်အိုယောဘီခိုးစခုကျော်မှာတဲ့အဲ့ဒီနေရာတွေကဆိုလို့ရှိရင်ဗာလဲဆိုတော့မွန်တိုင်းတော့နာရီယာဆွေခါရှော့တွေဖြစ်တယ်အဲ့ဒီနေရာတွေပြီးတော့နောက်ကကျတော့လေရိတ်ကန်ခါကိုစားတဲ့တာနော်ခိုးကန်တော့တဲ့ခါခုဘူးတွေကိုစားခဲ့တဲ့အိုကုနာလို့ပြောတာတော့အဲ့ဒါကိုဒီကွန်ပျူတာတဲ့ရောဆက်စုကသူကသူရှောင်မဲ့နေရတယ်နော်ဒီကစားခဲ့တဲ့အိုကုနာလို့ပြောတာအဲ့ဒါကိုကွန်ပျူတာတဲ့ရောဆက်စုကသူကဘူးဆိုင်တော့ခါတော့နော်ထမ်းမှုနာတော့လေခေောတို့ကျော်ပြီးတော့ခိုးစားခုကျော်မှာမွန်တိုင်းတော့နာတိုင်းခါရှော့နေအိုကုနာလို့ပြောတာဆိုရှင်မှားတယ်နော်အဲ့နေရာတွေကမွန်တိုင်းတော့နာရီရစီခါရှော့တွေဖြစ်တယ်ဒါကြောင့်မလို့အဲ့နေရာတွေဆိုရှင်သူကစားခဲ့တဲ့အိုကုနာလို့ပြောတာနောက်ကကျတော့ပေါ့နော်ရုံရက်ကိုနျူတန်ပါမီလီမီတာစကွဲကျူကိုရှိမယ်ပြီးတော့နောက်ကကျတော့ရုံရက်ကို QG ပေါ့နော်နျူတန်ပါမီလီမီတာစကွဲကျူကိုရှိမယ်အဲ့ဒီမှာအဲ့ဒီနှစ်ခုရဲ့ပေါ့နော်ခါနက်ဆုကျော်ဆဲဟာဆိုလို့ရှိရင်ရဲတဲ့ခါနက်ဆုအုံးတော့ဟာဆိုလို့ရှိရင်ဒိုးကြီးဆိုတဲ့ဟာလို့ပြောတာနော်သူကအဲ့ဒါကိုရုံရက်ကို QG ပေါ့နော်နျူတန်ပါမီလီမီတာစကွဲကျူကိုဟာဆိုလို့ရှိရင်ねရုံရက်ကိုနျူတန်ပါမီလီမီတာစကွဲကျူကိုရော်ဒီပေါ့နော်ရက်ခုတို့ဟီခွီအုံးတို့ပေါ့နော်ထိုးတဲ့ရှင်းခဲပါနာလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ Gideonခါရှိခန်းဆိုလို့ရှိရင် AW ခင်းတိတ်ပေါ့နော်ကျောကန်ကအခွန်နဲ့တိတ်လို့ဒီရှိခန်းတော့ဂေါကကုရှာနေဆွေတဲ့ဆိုလို့ရှိရင်လည်းသူကမန်ဂျောစာရဲလို့ခုတို့ကအိုးကြီးကပေါ့နော်အိုးကြီးကလို့ပြောထားပေမဲ့တဲ့ခဏရဆိုပေါ့နော်မန်ဂျောနီနာတို့ကခေလေးပါနိုင်လို့ပြောတာနော်ဒါပေမဲ့သူကအဲ့ဒါကိုမန်ဂျောစာရဲလို့ခုတုံနေတဲ့နှစ်သိတ်လို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ဒီကာဆိုရှိလို့တော့ပေါ့နော်အခုရောဆက်စုမှာဆိုလို့ရှိရင်လည်းဘရိုဟိုလူရဲ့ပြီးတော့ရောဆက်စုဝါတဲ့ဟိုတဲ့ဘိုရှိဆိုလို့ပေါ့နော်မကုတက်ကီမှာဆိုလို့ရှိရင်ခီတိတ်လောက်ထားတဲ့ဥစားရှိရဲ့သူကဘာလဲဆိုလို့ရှိရင်ရှီဝမ်ပေါ့နော်ခီခါကူဟင်းမာတာဝါတဲ့နောက်တစ်ခါကျတော့ဆန်းရှူပေါ့နော်ခီခါကူဟင်းဟိုတဲ့ရှီယိုတဲ့ကီလို့ပြောတာနော်
သူကအဲ့ဒါကိုဆန်းရှုခိခကုဟင်ကိုလည်းရှီယိုရှင်းနာခေပါနာနာလို့ပြောတာဆိုရှင်မှားတယ်သူကနှစ်ခုနော်နှစ်ခုကကြတော့ရှီဝမ်ခိခကုဟင်ရောပြီးတော့နောက်တစ်ခါကျတော့ဆန်းရှုခိခကုဟင်ရောဒီနှစ်မျိုးလုံးသုံးလို့ရတယ်ဒါပေမဲ့သူကအဲ့ဒါကိုဆန်းရှုခိခကုဟင်နဲ့အိုးတဲ့ရှီယိုရှင်းနာခေပါနာနာလို့ပြောတာဆိုလို့ရှင်မှားတယ်နောက်ကကျတော့ရောဆက်စုဆိုကူတော့ပေါ့နော်ရောဆက်စုဆိုကူတော့ဆိုလို့ရှိရင်လည်းဟာယာကြီးတိုးတဲ့ရောဆက်စုမျိုးလေးစုကချီစခုနာလို့ပြောတာနော်အဲ့ဒါကို OK ခုနာလို့ပြောတာဆိုလို့ရှိရင်မှားတယ်ဒီမှာဆိုလို့ရှိရင်သူရဲ့ formula လေးရှိရပေါ့နော် h equal to ပေါ့နော် 60i v ရဲ့ကြီးပိုင်း v ရဲ့တိသူကအဲ့ဒါမှာ h အကြီးကကျတော့ရောဆက်စုမျိုးလေးစုနော် v i ကကျတော့ရောဆက်စုတန်ရီကိုနောက်တစ်ခါကျတော့ v ရဲ့ကြီးကကျတော့အခုတန်ရစုဖြစ်တယ်ဘွေရတေးကကြတော့ရောဆက်စုဆိုကူလို့ပေါ့နော်ရောဆက်စုဆိုကူလို့ဖြစ်တယ်အားကြောင့်မလို့ဒီမှာသူကရောဆက်စုဆိုကူလို့ဆိုတာဘွေရတေးကိုပြောတာနော်ရောဆက်စု new နဲ့ဆိုကကြတော့ h အကြီးကိုပြောတာအဲ့တော့ဒီဘွေများလို့ရှိရင် h နဲ့မယ်ဘွေနဲ့လို့ရှိရင် h တန်ကိုကြီးမယ်ပေါ့နော်သူကအဲ့ဒါကိုပြောတာဒီမှာဆိုလို့ရှိရင်သူကမိုတိုမိုတက်ခီတိုနာမိုနိုကဒိုရိကာလို့ပြောတာမိုတိုဒီကာဆူရှိလို့အခုရောဆက်စုမှာပေါ့နော်ဒီရောဆက်စုစာရောမှာနဲ့ပတ်သက်ပြီးတော့မတုံမတက်ခီတုံနာမနိုကဒိုရိကာလို့ပြောတာအဲ့ဆိုလို့ရှိရင်သူကခိုးဆိုင်တော့ရှူရီကိုပေးထားတယ်နောက်တစ်ခါကျတော့ရောဆက်စုဆိုင်ရောတွေပေးထားရပေါ့နော်နောက်တစ်ခါကျတော့ရောဆက်စုဒန်ရီကိုပေးထားတယ်အခုတန်ရစုပေးထားရပေါ့နော်နောက်တစ်ခါကျတော့ရောဆက်စုစကူတို့ပေးထားတယ်နောက်တစ်ခါကျတော့ပါစုခံအွန်တို့ပေးထားတယ်ပါစုခံအွန်တို့လည်းပေးထားတယ်အဲ့တော့သူကဒီဟာပေးထားတယ်ဒီလုံးဝတည်းရဆိုလို့ရှိရင်ရောဆက်စု new နဲ့စုကိုရှာလို့ရတယ်နော် h တန်ကိုရှာလို့ရတယ်အဲ့ဒီ h တန်ကိုရှိရဲ့အခြေအနေမှာဒီပါစုခံအွန်တို့ဒီ h တန်ကိုတွက်လို့ဒီသုံးခုကိုသုံးပြီးတော့ h တန်ကိုတွက်လို့ရလာတဲ့ဟာရဲ့ပြီးတော့ဒီရောဆက်စုဆိုင်ရောရဲ့ပေါ့နော်နောက်ကကျတော့6ဆိုင်တော့ရှူရရဲ့နဲ့လိုက်ပြီးတော့ဒီပါစုခံအွန်တို့ကသူတွဲထားတဲ့ဥစ္စာဟုတ်လားမဟုတ်လားပေါ့နော်အဲ့ဒါကိုကိုကရှားမှာပေါ့နော်အဲ့ဒါတော့မတော့မတက်တော့နောက်မလို့ပြောထားတဲ့အတွက်ဒီမှာသူ့ကိုတွက်မယ်ဆိုလို့ရှိရင်60ပေါ့နော်အိုင်ဝေးကြီးပိုင်ဝေးတိတ်နဲ့တွက်မယ်ဆိုတော့ဒီမှာ60ပေါ့နော်ဒီမှာကျတော့အိုင်ကကျတော့300ရှိမယ်ဝေးကြီးကကျတော့40ရှိမယ်ပေါ့နော်ဒီမှာကျတော့ဝေးတိတ်ကကျတော့20သူကရောဆက်စုဆိုဖို့တော့ဝေးတိတ်ကိုနော်သူကဒီမှာ20လို့ပေးထားတယ်သူ့ကိုတွက်မယ်ဆိုလို့ရှိရင်36ရတယ်36ရတယ်ပြီးတော့သူ့ရဲ့ရောဆက်စုဆိုင်တွေကကျတော့ YGW18 လို့ပြောထားတယ်เนาะပြီးတော့ခိုးဆိုင်တော့ဆိုင်ရှူရီကကျတော့400 Newton per millimeter square cube ကိုလို့ပြောထားတယ်အဲ့တော့400ရယ် YGW18 ရယ်36ရယ်ပေါ့เนาะ H တန်ပေါ်ကရောဆက်စု new နဲ့ဆိုတာအဲ့မှာကြည့်မယ်ဆိုလို့ရှိရင်ဒီဇီယာလေးကတခြားဗီဒီယိုမှာပေါ့เนาะဒီဇီယာလေးနဲ့ပတ်သက်ပြီးတော့ပြောထားတာပေါ့เนาะဒီမှာဆိုလို့ရှိရင်400 Newton per millimeter square cube ကိုကကျတော့2ခုရှိရယ်ပြီးတော့ YGW89 ပေါ့နော်ဒီမှာလည်း2ခုရှိရယ်ဒါပေမဲ့ခုနတွက်လို့ရတဲ့ဥစ္စာကျတော့36လို့ပြောထားတယ်36ဆိုရင်လည်းဒီကမဟုတ်တော့ဘူးเนาะဒီမှာအဲ့ဒီအချိန်မှာသူ့ရဲ့တန်ဖိုးက350 EK လို့ပြောတာ350 EK လို့ပြောတဲ့အချိန်မှာသူက4နဲ့5ပါစကန်အွန်တို့က4နဲ့5လို့ပြောထားရပါတော့ဒီမှာပါစကန်အွန်တို့ကဒီမှာသူကဒီ40 EK ကီလိုဂျိုးပါစင်တီမီတာပေါ့နော်ရောဆက်စုနည်းနဲ့စုက40အောက်မှာဆိုလို့ရှိရင်သူ့ရဲ့တန်ဖိုးက350 EK ရှိရမှာเนาะပါစကန်အွန်တို့ကအခုနကဒီမှာ425နဲ့သူကဒီဇီယာလေးမှာတွေ့ထားတဲ့အတွက်ဒီကကျတော့မိုတိုမိုတက်ခီတုံးနာမလို့ဖြစ်ပါတယ်ပေါ့နော်နောက်ကကျတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ရှီရုတို့ကဆုံတော့တဲ့ KQ မှာဆိုလို့ရှိရင်လည်းရှီရှောကဟဆေးစတာပိုင်းပေါ့နော်ဆေးခိုးကြောမှာတဲ့မွန်တိုင်းကရှောကြီးလို့မွန်တော်ဝါတိုရိကထားရှိဒါပေမဲ့လို့တဲ့ရှီရုတို့ကဆုံတော့တဲ့ KQ ဤကိုင်တော့တဲ့စာရုပ်ခန့်ကြောရဲ့ပြီးတော့ဂျောကန်နေပါတယ်မွန်တိုင်းကနိုင်မွန်တို့ဆိုလို့ပြောတာနော်အဲ့မှာဆိုလို့ရှိရင်သူကရောဆက်စုမျိုးစားတွေပေးထားမှာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အပြေမှန်ကဂါဆုရှီရုတို့ကအခုရောဆက်စုပေါ့နော်သူကဘာလို့လဲဆိုတော့ရှီရုတို့ကဆုံတော့ KQ ကဟီစီယိုလို့ပြောတာကျန်တဲ့ရောဆက်စုမျိုးစားတွေကဒီမှာဆိုလို့ရှိရင်ဟီဖူကူအခုရောဆက်စုရှိမယ်ဆယ်ရဖူရှီရုတို့အခုရောဆက်စုရှိမယ်နောက်ကကျတော့စာပုံးမကြီးအခုရောဆက်စုရှိမယ်ပေါ့နော်နောက်ကကျတော့အဲ့ရခုထိုလိုဆူရာကူရောဆက်စုရှိမယ်ပေါ့နော်အဲ့ဒီကျန်တဲ့ရောဆက်စုတွေဒီရတဲ့အကုန်လုံးကကျတော့ရှီရုတို့ကဆိုတော့ခေခေကဖူရောလို့ပြောတာနော်အားကြောင့်မလို့သူရဲ့အဖြေကဂါဆိုရှီရုတို့အခုရောဆက်စုကအဖြေမှန်ဖြစ်တယ်နော်နောက်ကကျတော့ဤတာအဆိုတို့တဲ့ခိုးရှုနော်ခမီယာဝါဆဲရတယ်ခိုးတုံးသားတို့ပါဆိုလို့ရှိရင်ねဒီယောနေစုအုံးတို့ပေါ့နော်ယောနေစုအုံးတို့ကတဲ့တခိုင်ဟိုးနော်ယောနေစုအုံးတို့ရီယောလို့ပြောတာနော်အဲ့ဒါကိုဟီခွီဟိုးနော်ယောနေစုအုံးတို့တဲ့ရီယောလို့ပြောတာနော်ပြောထားရဆိုလို့ရှိရင်မှားတယ်ဒီမှာဆိုလို့ရှိရင်အန်တို့ထားဖို့တော့တဲ့နာဂဆာဆိုလို့ရှိရင်လည်းယောဆက်စုဟိုးနဲ့ယောတဲ့ခိုးတုံးသားတို့လို့ပြောတာအဲ့ဒါကိုသူကယောဆက်စုဟိုးရဘိုးဆိုင်အတာအစုံနေခက်ခဝါလာဆိုတဲ့ဆိုင်းကျူကနေကောကျူမီလီမီတာတော့ဟိုင်းတယ်တဲ့ထိုးဤစုစုလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ရီယိုမန်ယောဆက်စုတို့တဲ့ခတာမန်ယောဆက်စုတော့စကိုင်းဝါခဲရဆိုလို့ရှိရင်ね
သူကဒီခိုးကြီးခရီးရှာနေခက်ခုနေရှိလို့ပြောတာเนาะအဲ့ဒါကိုသူကတက်ခုစုစိတ်စက်ခုကြောရှာကခတိတ်စုလို့ပြောတာဆိုလို့ရှိရင်မှားတယ်နောက်တစ်ခါကျတော့ဂါဆုရှိလို့တော့ပေါ့နော်အခုရောဆက်စုဟာဆိုလို့ရှိရင်လည်းဖူးစုကူကနိမဲတော်တို့မိုင်းပြောဤကြောတော့ခါစဲပေါ့နော်အဲ့ဒီအချိန်လေးဆိုလို့ရှိရင်ဘိုးဖူးရှော့ချီကိုပေါ့နော်သူကခိုးကြီးတဲ့ရောဆက်စုလို့ပြောတာအဲ့ဒါကိုဖူးစုကူကလည်းဂေါမဲတော်တို့မိုင်းပြောပေါ့နော်အိုးတဲ့ခိုးရနိုင်ရောနေဒီဘိုးဖူးရှော့ချီကိုခိုးကြီးလို့ပြောတာဆိုလို့ရှိရင်မှားတယ်သူကဒီဟာကိုဒီ2 meter per second ကိုကျော်သွားပြီဆိုလေတိုင်းတော့က2 meter per second ကိုကျော်သွားပြီဆိုလို့ရှိရင် तू ကအဲ့ဒီဘိုးဖူး short ချီကိုလိုတယ်เนาะ तू ကအဲ့ဒါကို5 meter per second ကိုတဲ့ခိုးနိုင်ရောနေမကျော်အောင်လို့ तू ကအဲ့ဒီဘိုးဖူး short ချီကိုခိုးကြီးလို့ပြောထားဆိုလို့ရှင်မှားတယ်နောက်ကကျတော့ရောဆက်စုစေကိုရှိခံမှာဆိုလို့ရှိရင်လည်းခိုးကြီးခရီးရှာနေတဲ့ရှော့နေကိုအဲ့ဒါလေးတပ်ပါပြီဆိုလို့ရှိရင်လည်း तू ကခန်းစင်းတုခဲကုန်ပြီးရောဆက်စုတဲ့အတဲမို့ဥရဟာဆိုရီကိုလည်းရှောရီယကုတက်ကီလို့ပြောတာနော်။ तू ကအဲ့ဒါကိုခိုးကြီးခရီးရှာတော့တဲ့ရှောနေကိုတဲ့အတဘာကြီးတဲ့မို့တဲ့အဲ့ဒီခိုးကြီးခရီးရှာရဲ့ရှောနေရထားပြီးရင်တော့မှပဲ तू ကဥရဟာဆိုရီကိုတဲ့ရှောရီယကုတက်ခိနိုင်လို့ပြောတာနော်။အဲ့ဆိုလို့ရှင်မှားတယ်နော်။ तू ကခိုးကြီးခရီးရှာရဲ့ तू ကရှောနေကိုရပြီဆိုလို့ရှင် तू ကအဲ့ဒီခန်းစင်းတုခဲကိုမီရောဆက်စုပဲဖြစ်ဖြစ် तू ဥရဟာဆိုရီကိုရှောရီယကုတက်ခိလို့လုပ်လို့ရတယ်နော်။နောက်ကကျတော့ခိုးရီစုတက်ခိနာတဲ့စာရောရှိစိန်တော့ဂျွန်းတို့してတဲ့ဘယ်လိုလဲဆိုရင် तू ကစတာမှုခိရှိမယ်ယောကုမှုခိရှိမယ်ဥဝဲမှုခိနော်တဲ့ဒီယူစင်ဂျွန်းနေစင်တက်ခုစလို့ပြောထားတာနော်အဲ့ဒါကိုထတဲ့မှုခိရဲ့ယောကုမှုခိနော်ယူစင်ဂျွန်းနေတဲ့စင်တက်ခုစလို့ပြောထားဆိုလို့ရှင်မှားတယ်ဒီအစင်လိုက်တိုင်းလေးဖြစ်ရမှာပေါ့နော်စတာမှုခိရဲ့ယောကုမှုခိရဲ့ထတဲ့မှုခိရဲ့ပေါ့နော်နောက်ကကျတော့ဒီမှာဆိုလို့ရှိရင်ဒီရောဆက်စုဘူးနော်တဲ့ဒီရောဆက်စုဘူးနော်ပေါ့နော်စကုတေးခိုးမကုနော်တဲ့ကျော်ရောစာနိခန့်してပေါ့နော်စုကြီးနော်ဤကာရနီနီဟိုင်းတို့စုချီတို့してတဲ့တကတိုနာမုံနော်ခမီယာဝဆေဝါတို့ရိကာလို့ပြောတာဒီမှာဆိုလို့ရှိရင်လည်းစုခီယာဝဆေစုကြီးတဲနော်ခွေချီကရှိမယ်ဤနော်သူကရှိခုချင်းနော်ဆိုရရှိမယ်တူလည်းဤပဲဒီမှာဆိုလို့ရှိရင်ခန်ရိခေရောစာရှိမယ်ဂင်းကန်ခေရောစာရှိမယ်E ကနေနီဟိုင်လို့စုကြည့်လို့ပြောတာเนาะဒီမှာဆိုလို့ရှိရင် E ရိုဟာနေပေါ့เนาะအဲ့မှာဆိုရင်2345လို့ကွာအလွယ်မှတ်ထားဆိုလို့ရှိရင်ကွာဒီပု္ပ္ပာမေးလာတယ်ဆိုလို့ရှိရင်ပေါ့เนาะပြင်နိုင်တယ်ပေါ့2345ဆိုပြီးတော့ဒီမှာလဲ E ရိုဟာနေပေါ့เนาะအဲ့မှာ2345တခြားဟာတွေကိုသူကတခြားနံပါတ်တွေမှာကျတော့ဒီလိုမျိုးဟိုပါလဲပြောင်းပြန်အမျိုးမျိုးပေးထားတာပေါ့เนาะဒါပေမဲ့2345ဆိုပြီးတော့အစနာလေးမှတ်ထားရတယ်ပေါ့ဒီမှာ E ရဲ့တန်ဖိုးကကျတော့ဒီညာလေးပြောတာเนาะ E ဆိုတာဒီညာလေးလို့ပြောတာသူကစုတူしてပေါ့เนาะဒီမှာပုံလေးနဲ့လည်းသူကပြောထားတာဆိုတော့နောက်ကကျတော့ဒီမှာ specter တွေတဲ့ခီရီကိုပေါ့เนาะ grider ဒီဆက်ဆက်ခုဖုန်းနေတာဆိုလို့ရှိရင်လည်းရောဆက်စုကက်ကန်ဟဆဲဆဆဲလို့ဂင်းတော်နာလို့တော့တဲ့ဆန်ရှင်းကိုနေအိတ်ကိုရောပေါ်ဆိုလို့ပြောထားတာเนาะအဲ့ဒါကိုဆန်ရှင်းကိုနေတဲ့အိတ်ကိုရှနိုင်လို့ပြောထားဆိုလို့ရှိရင်မှားတယ်နောက်ကကျတော့ robot တို့ရောဆက်စုမှာဆိုလို့ရှိရင်လည်းစုဂီတေခေကြောင်းတော့တဲ့ရှောဆိုင်ဆုံးပို့ရောပြီနော်ရောဆက်စုစုဂီတေတဲ့စိုးကောင်းတော့တဲ့ဟိုင်းချီဆုံးပေါ်နာတော့တဲ့ခမခနာဆေးလို့တဲ့မိုးခဲတဲ့လို့ပြောတာပြီးတော့ခိုးပိုင်ကအားလူဘာကြီးဆိုလို့ရှိရင်လည်းသူကချွေးကဟီစီယိုလို့ပြောတာနော်အဲ့ဒါကိုခိုးပိုင်တော့အားလူစုဂီတေနာတော့တဲ့ထာယောနာခေကြောင်းတော့ဘူးဆိုင်နေတဲ့တက်ခီယောစားတဲ့လို့ပြောတာဆိုလို့ရှိရင်မှားတယ်နော်နောက်ကကျတော့ထိယုံဝါတဲ့ဘိုးရှိတိုင်းစားကုန်အနေနဲ့ဆိုလို့ရှိရင်ရောဆက်စုနျူးနဲ့စုကိုသူကဇိုးတိုင်းလုပ်ရမယ်ပြီးတော့ရောနဲ့စုအုံးတို့သူကတက်ခမဲလို့လုပ်ရမယ်လို့ပြောထားတာเนาะအဲ့ဒါကိုသူကရောဆက်စုနျူးနဲ့စုကိုတဲ့ဂင်းရှော့လုပ်မယ်ပြီးတော့ရောနဲ့စုအုံးတို့ကိုတဲ့ဟီကိုကိုစုလို့လုပ်မယ်ဆိုလို့ရှိရင်မှားတယ်